ဂီတအနုပညာစာပေဆိုစာသည်တိုင်းပြည်တစ်ပြည်လူမျိုးတစ်မျိုးရဲ့ယဉ်ကျေးမှုဆိုင်ရာဖိုက်တီမှုအဆောင်အတန်းကိုဖော်ပြနေတဲ့အမှတ်တညာတစ်ခုဖြစ်ပါတယ်။အာရခဒေတာရဲ့နေရာအနှံ့ပြမှာသကရန်ကာလာရောက်တိုင်းအမရပီတူဂရာထဲမှာပေါ်ပေါက်လာတဲ့တချို့သောတေခရန်တီရဲ့အဆောင်အတန်းနဲ့ပတ်သက်ပြီးလူငယ်တချို့ဂရာထဲမှာစိုးရင်ပူပန်မှုတွေအများကြီးဖိုက်ပေါ်နေကြပါတယ်။အာရခဒေတာရဲ့ဂီတအနုပညာကိုအဆောင်တန်းမရမရနဲ့ဂုံတိုက်ခံဟင်းစီရှာရဲ့လူငယ်တည်းရဲ့အတန်ကိုအာရကန်တိုင်းပေါ့ကတ်ကနေ series like ဖော်ပြတောင်ဆက်ပြီးတော့ရှိပါတယ်။ဒီနေ့ခါပထမဆုံးအနေနဲ့ဂျာမန်တန်တူရီဘာသာရဲ့တောင်တန်းဆရာဖိုက်တဲ့ကိုမန်းစွာရဲ့အတန်ကိုပထမဆုံးကရကရာပို့ဖိုက်ပါတယ်။也不免那边阿朗东那边卡开那个的荣建那个来အခရနေတခုမှနဘေးအေဘပုံစံမျိုးတေခွန်ဒီထောပေါ်လာဆိုမှာတော့ကအများကြီးစိုးရင်မင်းရဲ့စိတ်မကောင်းလေးတော့ဖိုင်မိပါမလုံခုံမှုကိုလေတော့ခင်စားရတယ်ဇာပလို့ဆိုလို့ရှိရကအေဘမျိုးတေခွန်ဒီကိုကရလိုက်တဲ့အခါမှာစိတ်မသားဖိုင်ရရဲ့အမျိုးသမီးဒီအများကြီးရှိရဲ့စိတ်မလုံခုံမှုကိုခင်စားရအမျိုးသမီးဒီအများကြီးရှိနေကြပါနဲ့ဆိုဟာနဘေးရဲ့ကျွန်တော်မှဒီလေတော့နဘေးသမီးရှိအင်ရှာမရှိအမင်ရိုအပောင်ဝန်ဘေးတခါလေးစားရရဲ့ကိုရှာရနဘေးအမျိုးသမီးဒီလေတော့ရှိခဲ့တယ်ဆိုရင်ထားတခုမှာရောအမျိုးသမီးဒီမလုံခုံရေခင်စားရှာကိုခင်စားရတဲ့နေတော့နဘေးကျွန်တော်လေတော့ရောက်ခင်စားရှာကိုနဘေးရဲ့ထဲတူခင်စားမိရင်တေဝဲပြီးလေတော့ကျွန်တော်လေတော့ကျွန်တော်ရှာရရဲ့လူပုဂ္ဂိုလ်ဒီကမလုံခုံမှုခင်စားနေရတယ်ကျွန်တော်လေတော့ရောက်မလုံခုံမှုစိတ်မသားမှုဒီကိုခင်စားရပါအေးပိုင်းမျိုးတီခွန်ဒီဂရောင်းနဘေးရဲ့အရှိလိန်အမဲထုံးမှုဒီနဘေးပို့ပြီးမြလာနိုင်ရဲ့အပီလီရှာကအမျိုးသမီးဒီနဘေးရဲ့ကာယင်းတွေစောကနှောက်ရှားမှုခံရဆိုအင်္ဂလိပ်စကားနဲ့ဆိုတော့ sexual harassment အလောက်ခံရဆိုကိစ္စဒီမျိုးမှာပို့လို့တိုးလာနိုင်ရဲ့တခါတော့နဘေးရဲ့လိန်အကရန်ဖောက်မှုအမျိုးစုံဒီဆိုနဘေးရဲ့ပို့ပြီးနဘေးရဲ့မြလာပို့ပြီးရှိပါရဲ့ပြည်ပီလီရှာကနောက်ထဲနဘေးအပိုင်မျိုးဆောင်တူရုံမှာတီခွန်ဒီဆိုနဘေးရဲ့နောက်လျှောက်နဘေးရဲ့ထဲလို့ကိုနဘေးရဲ့ထောလာနိုင်ခေရှိသည်ပါနဲ့အရှန်တီကိုကျွန်တော်နဘေးလုံနဘေးဝေဖန်မှုဒီမလောက်တာစီမှုဒီမလောက်ဆိုလို့ရှာခဲ့အေဘယ်တီခွန်ဒီအများကြီးထောဖို့တော့တာဆူနေပါတယ်ရှောင်းထားဆိုရတီခွန်ဒီလေးတော့ထဲလို့ထောစကိုနဘေးကျွန်တော်မော်တီလာကိုဖိုက်ပါအရှိလင်းရမရထုံးမယူစားဒီဒါပဲမျိုးပါနေလေဆိုလို့ရှာခဲ့ရောအင်နိုင်ထဲမှာခိုင်ဆိုင်နေနဘေးရောအောင်သိရှိပန်သိရှိလေမော်သိရှိဆိုပြီးဆိုထားဒီဟောမှာဆိုလို့ရှာခဲ့ပါရအရှိဒီဆိုဘိုင်းနဲ့ပါရမှာမရှိဒီဆိုနဘေးသူတို့ဤအသားတွေကနေပြီးစေရှိုင်းနိုင်ပေးလာမပေးလာဆိုကနေပြီးသူတို့ဤရိုးရသွန်ဘရောအရာနေပြီးမိခွင်ထိုးစရာဖိုင်းနေပါရဲ့ရပြီးလို့ရှိရခဲ့နောက်ထပ်နေပြီးတီခွန်မှာပဲပိုင်နေကျွန်တော်မှာတီခွန်အစားပိုင်းမှာဆိုလို့ရှိရခဲ့မမရှိနေအောင်လင်းလျှောက်ထောင်းနေစကိုလေပြရှိတဲ့ဖွေကနေပြီးလုံးဝစီမနာနေပြီးပိလို့ rap လိုက်တယ်ရပမြို့နေထားကကြလို့ရှိရအမျိုးသမီးဒီကာရီအင်တွေကိုနှောင်ရှာရလို့ပြောလိုရတယ် sexual harassment အနေထားတစ်ခု Friday ရပြီးလို့ရှိရအမျိုးသမီးဒီရောက်ကွင်ပန်သီးရှိအုံသီးရှိရောအသီးဒီကို product ကအမျိုးသမီးဒီ run သားကို product ဆိုတော့နားလေရပါမနိုင်နဲ့ဆိုရောပိုင်မျိုးအမျိုးသမီးဒီခံတာကိုဝင်ပြီးဟိုဟာသားလုပ်ပြီးရပါအသီးဒီနဲ့နှိုင်းပြီးတင်ဟွန်တီမှာဆိုကလေးတော့နေပြီးအမျိုးသမီးတရှို့တော်များဆိုလို့ရှိရလေတော့မကိုက်ဆော့လို့ဒီလေတော့နေပြီးမကိုက်ဆော့အမျိုးသမီးဒီလေတော့ရှိနိုင်ရင်ဒါလို့ဆိုလို့ရှိရကိုရီခန်တာကိုအစိပ်ပိုင်းကိုနေပြီးပြားရဲပူထားလောင်ပုံထားရဲဆိုရအနေထားတစ်ခုမှာတို့ဒီလေအမျိုးသမီးဒီလေမလုံခုံမှုဒီကိုခံစားရဖို့ဖိုက်ပါနဲ့နားထောင်ဖို့အခါခေရှိနိုင်အနေထားဒီရှိပါလွန်ခိုင်းနိုင်သုံးနိုင်လောက်ကနေပြီးထော်ရှိထားရနေပြီးဒီခွန်တပုံမှာဆိုလို့ရှိရခဲ့ပရိုလိုက်ရဲ့အရှိနဲ့ဂျော်ဂါမင်းနဲ့တိုင်လောက်ရှိစုံမျိုးဆိုတော့စာသားတစ်ခုပါရင်ဆိုကြီးအရှိစောကတော့ကျွန်တော်တို့ရခိုင်အတိတ်ပြရဆိုလို့ရှိရအသာဆေရှင်နိုင်အောက်ဆိုလို့ရှိရအရှိပါမနိုင်နဲ့ဂျော့ဆိုကနေပြီးအမျိုးသမီးရွန်သားကို project practice ဆိုကနေပြီးလူငယ်အများစုနားလည်ပြီးသားဖိုက်ပါစီအေစာသားဆိုနေပြီးဟိုအရှိတယောက်ကိုနေပြီးခိုင်နိုင်ပြီးဒီဆိုထားပဲဖိုင်နေရီလူကကြာလို့ရှိရသူကကြာရီ channel release ဆိုသူပဲသိနေပေါ်ဖိုက်တယ်သူပဲမယ်လေတော့နေပြီးနားထောင်လူဒီကကြာလို့ရှိရဟိုသူတို့ဤနေပြီးနားလည်မှုဒီနေပြီးဟိုလွေလာနိုင်ရင်အရှိတယောက်ကိုနေပြီးremake ပြီးဆိုထားတဲ့ပုံစံမျိုးကိုနေပြီးနားလေနားလာနိုင်ပါနဲ့
ဆိုရောက်လို့နေပြီးဒီကောင်စာသားရဲ့အရှိလျံရဲထုံးမှုကိုနေပြီးဥတီစီစာသားတစ်ခုပဲကျွန်တော်တို့မဲယူလို့ရနိုင်ရင်ပြီးလို့ရှိရင်ရောက်ဒီခေါမှာပဲနေပြီးအမျိုးသမီးဒီနေပြီးရောသာခရီးဇော်အကောင့်ဒီနေပြီးထည့်ပြီးဆိုထားရဟောင်းဒီပေါ်မှာလေတော့မကရမနိုင်သားနေပြီးစိတ်မလုံခုံမှုကိုခင်စားရအမျိုးသမီးတချို့လေတော့ရှိနေခဲ့ပါတယ်ရပြီးလို့ရှိရင်ကတချို့တော့ဥစုတိရှိပါတယ်ဒီမျိုးဒီခေါဒီကနေပြီးအနောက်နိုင်ငံဒီမှာလေရှိကြပါနဲ့အခုခိုင်းမှာနေပြီးဆိုနေခဲ့ဆိုတာဆိုပြီးပရိုဆိုမူဒီရှိနေတယ်ဆိုကနေပြီးရပ်ပါစီကျွန်တော်ပရလိုမင်းခွဲထုတ်ချောင်စောကနေပြီးရောက်အနောက်နိုင်ငံတီးမှပိုင်နေပြီးကိုရောမှာဟိုတပြောနေပြီးလိမ့်မိုက်ဆရာကရန်ဖောင်မှုကလေးသူငယ်မဲထုံမှုကိစ္စတွေကိုနေပြီးကောင်းကောင်းမွန်မွန်တာစီပြီးနိုင်နေပြီးအသိပညာဒီကားဝါလူထူးမှနေပြီးလုံးလောက်ရှိနေခဲ့ပြလားရပြီးလို့ရှိရကနေပြီးဟိုအရေးယူမှုရန်တရားဒီနေပြီးတခါနေပြီးဥပဒေအကောင့်တွေပေါ်ရရန်တရားဒီကဝါအဝူးရှိမှနေပြီးအကောင်မောက်တယ်နေပြီးအများကြီးလုံးနေနိုင်ပြလာပါနဲ့ရဟောင်းဒီကိုကျွန်တော်တို့မှပရန်လေမဲခွဲထုတ်ဖို့လိုအပ်ပါတယ်သူဒီနဲ့ချိန်ဖို့ဆိုလို့ရှိရတယ်ဆိုရင်ဒီနောက်ထပ်တစ်ခုကဆိုလို့ရှိရတယ်အခုကနေပြီးအခုကတီခွန်နှစ်ပုံးမှာဆိုလို့ရှိရတယ်အရှိလျံမဲထုံမှုဒီပါနေကြပါလေနဲ့ရပါစီကအနောက်နိုင်ငံဒီမှာတော့မှာတီခွန်ဒီကရွန်တယ်ဖို့အခါခေအများကြီးရှိနိုင်ရင်မတော်ကြီးထောင်လေးတော့ကြားနိုင်ပါတယ်ဒါရစိခင်အစမြူဒီလေးဖိုင်းနိုင်ပါတယ်ဆိုရင်ဒီပရန်လို့သုံးသက်ခဲ့ပါမှာနဲ့ကိုရိုးဆိုတာတီခွန်ဒီကိုနေပြီးနောက်တိုင်းမှာဆိုလို့ရှိရရွာဝါဟို propose ကအဆောင်ပြနိုင်ဖို့လာပါရင်ねဟုတ်ပါရဲ့ဘယ်မျိုးတီခွန်ဒီကကျွန်တော်တယောက်ရှောင်းစီလေတော့ကင်ကောရှုံးချဖို့လိုရပါတယ်ကိုလာလက်မီနေရာမျိုးဒီကနေနေပြီးပြီးလို့ရှိရအရှောင်းရှောင်းနေပြီးစူးစီးမနာလေတော့နေပြီးကင်ကောမူဒီလို့ဖို့လိုရလူငယ်အဖွေးစီသည်အမျိုးသမီးအဖွေးစီသည်ဒီကလေတော့နေပြီးစူရုံမနာနေပြီးကင်ကောဖို့လိုရတဲ့ကိုရိုဒီနေပြီးအသင်ဒီကိုနေပြီးစူးစီးဖော်ပြဖို့လိုရတဲ့ရပြီးလို့ရှိရသားဆိုင်ရာအာနာပိုင်အတိုင်းဝိုင်းကိုလေတော့နေပြီးဟိုပိုင်မျိုးကိစ္စတွေကိုနေပြီး rate ယူလုပ်ပြီးဖို့အတော့ကိုနေပြီးအကရင်ပြီးမှုဒီနေပြီးတောင်းဆိုမှုဒီလေတော့လုပ်ဖို့လိုရတယ်လို့မလို့မိပါတယ်ပိုင်မျိုးဒီခွန်ဒီကိုနေပြီးနောက်နေပြီးထောမလာအောင်ကဲသဲမှုဒီဥပဒေရှာမဲမှုဒီကိုနေပြီးလှုပ်စီချောင်းတယ်ပြီးလို့ရှိရရောထုတ်ပရင်ထားဥပဒေဒီကိုလေတော့နေပြီးလူအများစုအနေနဲ့သိအောင်အနုပညာရှောင်းဒီလေတော့သိအောင်နေပြီးဟိုညားဝေပြီးစီရှောင်းပါတယ်ညပြီးလို့ရှိရဟိုအယောင်ရှီကနေပြီးရှင်းနေပြီးတဲ့ထော်ပြီးတဲ့တိခွန်လေးကိုလည်းတော့ပရင်လေကင်သဲမှုဒီကိုလည်းတော့လုံးစီချောင်းပါတယ်အများသူကနေသားဆိုင်နေဒီမှာနေပြီးဒီဆိုခွန်ဒီကိုပိတ်ပွန်စီချောင်းတယ်ရပြီးလို့ရှိရsocial media မှာရှင်းနေတဲ့ခင်းဒီကိုလည်းတော့နေပြီးကိုရိုနေနေပြီးကင်သဲလိုရာဖြာလိုရာဆိုဖြာစမျိုးဒီကင်သဲစမျိုးဒီကိုလည်းတော့လုံးစီချောင်းပါတယ်အာရခဂီဒနေပတိကအစိုက်တောင်းနေလိမ်ပိုင်းဆိုင်ရာထိပါနှောက်ယှက်စော်ကားမှုတွေနဲ့ပတ်သက်ပြီးသူ၏အမရောင်တိနဲ့သက်ဆိုင်ရာဂီတဖန်တီသူသည်အရက်ဖတ်တက်ကြွလှုပ်ရှားလူကြီးနဲ့သက်ဆိုင်ရာအစိုးရကိုဥပဒေမူဝါဒဆိုင်ရာအကရန်ပရိုဂျက်တီပရပရပြလိုက်ရဲ့ကွန်မန့်ဆော့ကိုကျွန်တော်တို့ CSRD အတန်းတက်တွေကအထူးကျေးဇူးတောင်းရှိပါတယ်။နောက်ရက်တိမှလည်းဇာတူတိကဒီ ground နဲ့ပတ်သက်ပြီးဇာပိုင်တရန်စကတိပရကတ်ဖို့လဲဆိုစာကိုနောက်ထောင်ပိကပ်ဖို့ဖိုက်ခေါ်လိုပါတယ်။အားလုံးကိုကျေးဇူးတောင်းပါတယ်။